မင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အီဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်အီရန်နိုင်ငံပတ်လည်မှာအမေရိကန်တပ်များဆက်ရှိနေမယ်ဆိုတဲ့အကြောင်းအကူအညီထက်လို့ရင်လည်းနေတိုးကကူညီမှာမဟုတ်ဘူးလို့ထရန့်ကပြောဆိုခဲ့တာတဲ့ဟော်မုတ်ရေလက်ကြားပြန်ပိတ်ပြီးသင်္ဘောတွေကိုပြန်လှည့်ခိုင်းနေတယ်ဆိုတဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့စစ်မှန်တဲ့သဘောတူညီမှုမရမီအထိအမေရိကန်တပ်တွေအီရန်ပတ်ဝန်းကျင်မှာဆက်ရှိမယ်လို့ထရန့်ကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်သဘောတူညီမှုကိုအီရန်ကအပြည့်အဝလိုက်နာတဲ့အထိအီရန်နိုင်ငံပတ်လည်မှာရှိတဲ့စစ်သင်္ဘောတွေစစ်လေယာဉ်တွေနဲ့တပ်ဖွဲ့တွေကိုထားမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုထားပါတယ်အမေရိကန်စစ်သင်္ဘောတွေစစ်လေယာဉ်တွေနဲ့တပ်ဖွဲ့ဝင်တွေအားလုံးပါဝင်လက်နက်ခဲယမ်းတွေလည်းထပ်ဖြည့်ပြီးအီရန်ပတ်လည်မှာဆက်ရှိနေဦးမှာပါအပြည့်အဝသဘောတူညီမှုရောက်မဲ့စစ်မှန်တဲ့သဘောတူညီမှုရတဲ့အချိန်ထိတက်ဆွဲထားတာကိုရုပ်သိမ်းမှာမဟုတ်ဘူးလို့လည်းထရန့်ကဆိုရှယ်မီဒီယာမှာ post တင်ထားတာပဲဖြစ်ပါတယ်But we thankfully at this point, I think, have a ceasefire thanks to the leadership of the President of the United States. We have the Iranians promising to open the Straits of Hormuz, and we have a negotiation that's supposed to start this weekend. ထရန့်ဟာအီရန်နဲ့ဆွေးနွေးဖို့ဒုတိယသမ္မတဂျေဒီဗန်ဦးဆောင်တဲ့ညှိနှိုင်းရေးအဖွဲ့ကိုပါကစ္စတန်စီစေလွှတ်ထားတယ်လို့အင်ဖီရောကသတင်းထုတ်ပြန်ထားပါတယ်။အမေရိကန်နဲ့အီရန်တို့ဟာဧပြီလ17ရက်နေ့မှာပထမဆုံးဆွေးနွေးမှုပြုလုပ်မှာလည်းဖြစ်ပါတယ်။အဲ့ဒီအဖွဲ့မှာအမေရိကန်အထူးကိုယ်စားလှယ်စတေးဝီကော့နဲ့ထရန့်ရဲ့တမက်လဲပါတယ်လို့အင်ဖီရောကအတည်ပြုထားပါတယ်။အီရန်နဲ့ဆွေးနွေးပွဲမှာဂျေဒီဗန်ကအဓိကလူဖြစ်တာဝန်ယူသွားမှာဖြစ်တယ်လို့လည်းအင်ဖီရောပြောရေးဆိုခွင့်ရှိသူလေဗစ်ကဆိုပါတယ်။အမေရိကန်ဆိုရနဲ့တရုတ်နိုင်ငံတို့ရဲ့ထိပ်သီးအရာရှိတွေလည်းဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အစ္စရေးကလက်ဘနွန်ကိုအပြင်းထန်ဆုံးတိုက်ခတ်မှုတွေပြုလုပ်ခဲ့ကလူရာချီတေဆုံးမှုကြောင့်အမေရိကန်နဲ့အမြဲတမ်းငြိမ်းချမ်းရေးသဘောတူညီမှုဟာရုပ်တည်မရှိဘူးလို့အီရန်ကလည်းပြောဆိုထားတာတွေ့ရပါတယ်။အီရန်နဲ့အမေရိကန်တို့ဟာယူရေနီယံတန့်စည်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေပြုလုပ်ရဖို့ရှိနေပါတယ်။အီရန်ကယူရေနီယံတန့်စင်တာတွေရပ်ဖို့သဘောတူထားတယ်လို့ထရန့်ကပြောထားပြီးအီရန်လွှတ်တော်ကလည်းသဘောတူညီမှုအောက်မှာယူရေနီယံတန့်စင်မှုတွေလုပ်ခွင့်ရှိတယ်လို့လည်းဆိုထားပါတယ်။ထရန့်ကတော့အဲ့ဒီသဘောတူညီမှုဟာဟိုးအရင်ကဖြစ်ပြီးနျူကလ িয়ার လက်နက်တွေမလုပ်ဖို့နဲ့ဟော်မုတ်ရေလက်ကြားကိုဖွင့်ပြီးအန်ရကင်းစွာသွာလာနိုင်ဖို့ဖြစ်တဲ့ကြောင်းဆိုရှယ်မီဒီယာမှာထပ်မံ post တင်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့နေတိုးအဖွဲ့ကိုထပ်ပြီးလိုအပ်ရင်လဲသူတို့ကကူညီမှာမဟုတ်ဘူးဆိုပြီးထရန့်ကပြောဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။နေတိုးအဖွဲ့ကကျွန်တော်တို့လိုချင်တဲ့အချိန်မှာရှိမနေခဲ့ပါဘူး။ကျွန်တော်တို့ထပ်ပြီးလိုအပ်မယ်ဆိုရင်လဲနေတိုးအဖွဲ့ရှိမှာမဟုတ်ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုထားပါတယ်။အခုလိုနေတိုးအဖွဲ့နဲ့ပတ်သက်ပြီးဝေဖန်ထားတဲ့ post ကို True Social Media မှာဧပြီလ10ရက်နေ့ကထရန့်ကတင်ထားတာပါ။အီရန်စစ်ပွဲရေးနဲ့ပတ်သက်ပြီးနေတိုးအထွေထွေတင်းရင်မှုမတ်ရူတေးနဲ့တီးတန့်တွေ့ဆုံခဲ့ကထရန့်ကသူ့ရဲ့စိတ်ပြတ်မှုတွေကိုအခုလိုပဲဖော်ပြခဲ့တာဖြစ်ပါတယ်။နေတိုးမဟာမိတ်အဖွဲ့ဝင်အများစုကိုသူကတော်တော်စိတ်ပြတ်နေပါတယ်။သူ့ဘက်ကအမြင်ကိုကျွန်တော်လည်းနားလည်နိုင်ပါတယ်လို့မတ်ရူတေးက CNN ကိုပြောဆိုထားပါတယ်။ထရန့်နဲ့မတ်ရူတေးတို့ဟာအင်ဖီရောမှာ2နာရီကျော်ကြာတွေ့ဆုံခဲ့တာပါ။ဒီဆွေးနွေးပွဲကအရန်ပွင့်လင်းပါတယ်။ပွင့်လင်းပဲဆွေးနွေးပါတယ်။ဒါပေမဲ့ယင်းနှီးတဲ့မိတ်ဆွေနှစ်ဦးကြားကဆွေးနွေးမှုပုံစံမျိုးပေါ်လို့မတ်ရူတေးကဆိုထားပါတယ်I have a direct quote from the President of the United States on NATO, and I will share it with all of you. They were tested and they failed. အင်ဖီရောပြောရေးဆိုခွင့်ရှိသူလေဗစ်ကတော့သူတို့အီရန်စစ်ပွဲအတွင်းမှာအဆက်သက်ခံခဲ့ရပါတယ်။သူတို့ကြာရှုံးတယ်ဆိုပြီးထရန့်ရဲ့စကားကိုကိုးကားပြီးနေတိုးဖွဲ့ကိုရည်ညွှန်းပြောဆိုထားပါတယ်။နေတိုးဖွဲ့ဝင်နိုင်ငံတွေဟာအီရန်စစ်ပွဲမှာအမေရိကန်ကိုပံ့ပိုးဖို့ညှင်းဆိုခဲ့ကြသလိုစစ်လေယာဉ်တွေဆီလွတ်ဖို့ရေတပ်တပ်ဖွဲ့ဝင်တွေဆီလွတ်ဖို့ညှင်းဆန်ခဲ့တာပဲဖြစ်ပါတယ်။မရူဒေကတော့ဘယ်နိုင်ငံတွေလဲဆိုတာထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိပေမဲ့အီရန်စစ်ပွဲမှာနေတိုးအဖွဲ့ဝင်နိုင်ငံတွေမပါဘူးလို့တော့ဆိုထားပါတယ်။မရူဒေနဲ့ထရန့်တို့ရဲ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်တွေကိုတော့အင်ဖီရောကထုတ်ပြန်တာမျိုးမရှိသေးပါဘူးခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဟော်မုတ်ရေလက်ကြားပိတ်ထားပြီးစီတင်သင်းမော်တွေကိုပြန်လှည့်ခိုင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်
အီရန်နဲ့အမေရိကန်တို့အပြစ်ခတ်ရဲစဲကြောင်းကြီးညာခဲ့ပြီးတဲ့နောက်ဟော်မုတ်ရေလက်ကြားမှာသင်္ဘောတွေတွာလာမှုရှိခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာလုံးဝပိတ်ထားလိုက်ပြီးစီတင်သင်္ဘောတွေကိုပြန်လည်ခိုင်းနေတယ်လို့အီရန်နိုင်ငံမှာရုပ်သံကဖော်ပြထားပါတယ်။သင်္ဘောလမ်းကြောင်းကြီးအချက်လက်တွေအရဂရိပိုင်သင်္ဘောနဲ့လိုက်ဘေးရီးယားအလံလွှင့်ထားတဲ့သင်္ဘောတို့ဟာနှစ်ပတ်ပြည့်ရက်ပြီးနောက်ဗုဒ္ဓဟူးနေ့ကဟော်မုတ်ရေလက်ကြားကိုပထမဆုံးဖျက်ဆီးခဲ့တဲ့သင်္ဘောတွေဖြစ်လာပါတယ်။အမေရိကန်နဲ့အီရန်တို့အပြစ်ခတ်နှစ်ပတ်ရက်တယ်လို့ထုတ်ပြန်ခဲ့ပေမဲ့အစ္စရေးကလက်ဘနွန်ကိုကြီးမားတဲ့တိုက်ခတ်မှုပြုလုပ်ခဲ့လို့လူ254ဦးထပ်မံသေဆုံးခဲ့ကဒဏ်ရာရသူ1165ဦးထိရှိကအခြေအနေကမတည်မငြိမ်ဖြစ်နေတာပါ။အဲ့ဒီတိုက်ခတ်မှုတွေအီရန်ကဟော်မုတ်ရေလက်ကြားကိုပြန်ပိတ်ခဲ့တာလို့အီရန်သတင်းဌာနကဖော်ပြထားပါတယ်။ရုပ်သံဖော်ပြချက်အရဟော်မုတ်ရေလက်ကြားကိုလုံးဝပိတ်လိုက်ပြီးစီတင်သင်္ဘောတွေကိုပါရှန်ပင်လယ်ကွေ့ကိုပြန်လှည့်ခိုင်းတယ်လို့ဖော်ပြထားပါတယ်။ကပ်ပလာရဲ့ဖော်ပြချက်အရသင်္ဘော1000ကျော်ရှိပြီးကုန်ပြည့်ပါတဲ့စီတင်သင်္ဘော188စင်းနဲ့ပါတယ်လို့ဆိုပါတယ်။ဒီသင်္ဘောတွေကဟော်မုတ်ရေလက်ကြားကိုဖျက်ဆီးဖို့နှစ်ပတ်ကျော်ကြာစောင့်ဆိုင်းခဲ့ရတာဖြစ်ကလက်ရှိချိန်မှာနောက်ပြန်ဆုတ်ခဲ့ရတာလည်းဖြစ်ပါတယ်။အီရန်စိတ်ကန်းနဲ့ရေကြောင်းအဖွဲ့အစည်းကဟော်မုတ်ရေလက်ကြားကနေအန်ရကင်းစွာဖျက်ဆီးနိုင်ဖို့လမ်းပြမြေပုံတစ်ခုထုတ်ပြန်ခဲ့တာလည်းတွေ့ရပါတယ်။သင်္ဘောအလုံးဟော်မုတ်ရေလက်ကြားမှာရှိတဲ့မိုင်းတွေကိုရှောင်ပြီးတတ်မှတ်လမ်းကြောင်းတိုင်းမောင်းနှင်စေတဲ့လမ်းကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ခလုတ်ပေါ်လက်တင်ထားစေလို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကသတိပေးလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ כי אנחנו ערוכים לחזור ללחימה בכל רגע שיידרש. האצבע על ההדק. ပြက်ခက်ရဲစဲထားပေမဲ့လိုအပ်လာရင်အီရန်နဲ့တိုက်ပွဲအချိန်မရွေးပြန်ဆဖို့အစ္စရေးဘက်ကအသင့်ရှိပြီးခလုတ်ပေါ်လက်တင်ထားစေဖြစ်တယ်လို့ဝန်ကြီးချုပ်ဗင်ဂျမန်နေတန်ယာဟုကသတိပေးလိုက်ပါတယ်။ဧပြီလ10ရက်နေ့ကရုပ်သံမိန့်ခွန်းမှာဝန်ကြီးချုပ်ကအခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။ပြည့်စုံတဲ့ရည်မှန်းချက်တွေရဖို့ကြံနေသေးပြီးဒါတွေကိုသဘောတူညီချက်နဲ့ဖြစ်စီတိုက်ပွဲပြန်ဆလို့ဖြစ်စီရယူသွားမယ်လို့နေတန်ယာဟုကပြောခဲ့တာပါ။အစ္စရေးရဲ့ပင်မရည်မှန်းချက်ဖြစ်တဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုလည်းအကြီးအကျယ်ထိခိုက်စေခဲ့တယ်လို့လည်းပြောပါတယ်။လက်ရှိမှာအီရန်ရဲ့လက်နက်တိုးလောင်ထားမှုတွေဟာတဖြည်းဖြည်းလျော့နေလာနေပြီလို့လည်းသူကဆိုပါတယ်။အခုစစ်စင်ရေးဟာအရှေ့အလယ်ပိုင်းမှာအကြီးမားဆုံးဖြစ်ပြီးအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်းနေတန်ယာဟုကချီးကျူးထားပါတယ်။တိုက်ခိုက်ကောင်းဆောင်ယာယီယာလာပိကတော့ဒီအပြစ်ခတ်ရဲစဲမှုဟာအစ္စရေးအတွက်တန်တမန်ရေးရာကပ်ဘေးတစ်ခုလို့ဝေဖန်ထားပါတယ်။အမေရိကန်ရဲ့နှစ်ပတ်ကြာအပြစ်ရဲစဲရေးကိုအစ္စရေးကထောက်ခံခဲ့ပေမဲ့လက်ဘနွန်မပါဝင်ဘူးလို့အစ္စရေးအစိုးရဘက်ကထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့လက်ဘနွန်နိုင်ငံမှာအစ္စရေးရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုကြောင့်လူ250ကျော်သေဆုံးခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့လကဟစ်ဇ်ဘိုလာနဲ့ပြိပခပြန်ဖြစ်ပြီးတဲ့နောက်ပိုင်းအီရန်နဲ့အပြစ်ရမှုစတင်ခဲ့တဲ့ဧပြီလ10ရက်နေ့မှာအစ္စရေးကလက်ဘနွန်မှာအပြင်းထန်ဆုံးတိုက်ခိုက်ခဲ့တာကြောင့်လူ250ကျော်သေဆုံးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်လူပေါင်း1100ကျော်လည်းဒဏ်ရာရခဲ့တယ်လို့လက်ဘနွန်ကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မြို့တော်ဘေရွတ်အပါအဝင်နေရာတော်တော်များများကိုအစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုမလုပ်ခင်ကြိုတင်သတိပေးချက်တွေမရခဲ့ဘူးလို့ဒေသခံတွေကပြောပါတယ်။အစ္စရေးကလက်ဘနွန်တောင်ပိုင်းနဲ့နိုင်ငံတော်ဝန်ကိုဆက်သွယ်ထားတဲ့နောက်ဆုံးကျန်နေတဲ့လီဒါနီမြစ်ကူးတရားကိုလည်းဖျက်ဆီးခဲ့တာတွေ့ရပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်လက်ဘနွန်မှာလူပေါင်း1.2 သိန်းကျော်အိုးအိမ်ဆွန့်ခွာထွက်ပြေးနေရပါတယ်။ဒါကိုတုံ့ပြန်နေတဲ့ဟစ်ဇ်ဘိုလာဖွဲ့စည်းကလည်းအစ္စရေးမြောက်ပိုင်းကိုဒုံးကျည်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခွန်ကတော့အပြစ်ကဲရဲစဲရေးမှာလက်ဘနွန်ပါဝင်လာဖို့တန်တမန်ရေးအရာကြိုးပမ်းသွားမယ်လို့ကတိပြုထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ငြိမ်းချမ်းရေးဆွေးနွေးမှုကြိုးကြောင်းမစီလျော်တော့ဘူးလို့အီရန်ကထုတ်ပြန်လိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။အစ္စရေးကလက်ဘနွန်ကိုအပြင်းထန်တိုက်ခိုက်ခဲ့တာကြောင့်လူ250ကျော်သေဆုံးခဲ့ပြီးမှာအမေရိကန်နဲ့ပြည်သက်ငြိမ်းချမ်းရေးယူဖို့ဆွေးနွေးပွဲတွေဆက်လုပ်ဖို့ရာကြိုးကြောင်းမစီလျော်တော့ဘူးလို့အီရန်ဘက်ကထုတ်ပြန်ထားပါတယ်။အီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘာဂါကာလီဘက်ကဒီအခြေအနေကိုသတိပေးခဲ့တာပဲဖြစ်ပါတယ်။ဧပြီလ9ရက်နေ့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြီးညာခဲ့တဲ့အပြစ်ခတ်ရဲစဲရေးပေါ်နှစ်ဖက်သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။အစ္စရေးနဲ့အမေရိကန်ကတော့ဒီအပြစ်ရဲ့စာချုပ်မှာလက်ဘနွန်မပါဝင်ဘူးလို့ပြောထားပါတယ်။အမေရိကန်ဒုတိယသမ္မတဂျေဒီဗန်ကလည်း
အီရန်ဘက်ကနားလည်မှုလွဲနေတယ်လို့ရှင်းလင်းထားပါတယ်။ထရန့်ကအီရန်အနေနဲ့ယူရေနီယံတန့်စင်မှုရပ်တန့်ဖို့သဘောတူထားတယ်လို့ပြောပေမဲ့ကာလီဘက်ကတော့ဒါကိုညှင်းဆိုပါတယ်။အီရန်ကိုလက်နက်ရောင်းချတဲ့ဘယ်နိုင်ငံမှမဆိုအခွန်90%တိုးကောက်မယ်လို့လည်းသမ္မတထရန့်ကချိန်ချောက်ထားတာတွေ့ရပါတယ်။ဒီပဋိပက္ခတွေကြားမှာပဲကမ္ဘာရေနံဈေးနှုန်းဟာ14%ထိထိုးကျခဲ့ကတစည်းကို$65ဝန်းကျင်မှာရှိနေပါတယ်ခင်ဗျာနောက်ဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့ MuseSpot AI model အသစ်နဲ့ Meta ကနေပြိုင်ဘက်တွေကိုအမိလိုက်နေတဲ့အကြောင်းပဲဖြစ်ပါတယ်Meta platform ဟာပြိုင်ဘက်ကုမ္ပဏီတွေကိုအမိလိုက်နိုင်ဖို့အတွက် AI model အသစ်တစ်ခုဖြစ်တဲ့ MuseSpot ကိုဧပြီလ10ရက်နေ့မှာမိတ်ဆက်ခဲ့ပါတယ်။ဒါဟာမနေ့တုန်းကအသစ်ဖွဲ့စည်းလိုက်တဲ့ Super Intelligent အဖွဲ့ရဲ့ပထမဆုံး AI model ဖြစ်သလို Meta share ဈေးနှုန်းတွေလည်း9%နီးပါးအထိတက်လာခဲ့တာတွေ့ရပါတယ်။2025ခုနှစ်အစောပိုင်းမှာလာမာဖို model တွေဟာမျှော်လင့်ထားသလောက်မဖြစ်ထွန်းခဲ့တဲ့အလျောက် AI နည်းပညာကဏ္ဍရဲ့ထိပ်တန်းနေရာကိုပြန်ရောက်ဖို့Meta ကုမ္ပဏီကကြိုးပမ်းခဲ့တာပါ။ဒါကြောင့် Meta ဟာ Scale AI ရဲ့ CEO LS1 ကို$14.3 ဘီလီယံတန်သဘောတူညီချက်နဲ့ပြီးခဲ့တဲ့နှစ်ကခေါ်ယူခဲ့တဲ့အပြင်အင်ဂျင်နီယာတချို့အတွက်ဒေါ်လာသန်းရာနဲ့ချီတဲ့လစာခံစား권တွေနဲ့ပါစီးရိုးနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာ American နည်းပညာကုမ္ပဏီကြီးတွေဟာ AI ပေါ်သူတို့ယင်းနှိမ့်မြုပ်နှံနေတာတွေကတကယ်အကျိုးရှိတယ်ဆိုတာကိုသက်သေပြနိုင်ဖို့ဖိအားတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ထို့သဖြင့် Super Intelligent အဖွဲ့အသစ်အတွက်ဒေါ်လာဘီလီယံနဲ့ချီအောင်အသုံးပြုခဲ့တဲ့ Meta ဟာစိန်ခေါ်မှုတွေရောစောင့်ကြည့်မှုတွေနဲ့ပါရင်ဆိုင်နေရပြီဖြစ်ပါတယ်။ MuseSpot ဟာ Avocado လို့အတွင်းစီမှာတည်ထားကြတဲ့ AI model series အသစ်ထဲကတစ်ခုဖြစ်ပြီး Super Intelligent ကိုတော့လူတွေထက်တာလွန်အောင်တွေးခေါ်နိုင်စွမ်းရှိတဲ့ AI ယန္တရားအဖြစ်ဖော်ပြထားပါတယ်။အဲဒီနောက်တီးခြားလွတ်လပ်တဲ့အကဲဖြတ်စစ်ဆေးချက်အရ Google, OpenAI နဲ့Anthropic တို့ရဲ့ထိပ်တန်း AI model တွေကို MuseSpot ကအမိလိုက်နိုင်ပြီးအဆင့်၄နေရာမှာရပ်တည်နေပါတယ်။ Meta ကုမ္ပဏီပိုင်း social media platform မှာသုံးစွဲသူဦးရေ 3.5 ဘီလီယံကျော်ပိုင်ဆိုင်ထားတဲ့လျောက် AI ကသာနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုကူညီပေးနိုင်ပြီဆိုရင်ပြိုင်ဘက်တွေအတွက်အသာစီးရနိုင်တယ်လို့လည်းဆိုပါတယ်။အသက်28နှစ်သာရှိသေးတဲ့ Super Intelligent အဖွဲ့ခေါင်းဆောင်သူဝန်ကတော့ model ရဲ့လှုပ်ဆောင်ချက်တွေမှာအပြည့်အနာစာတွေရှိနေပေမဲ့အချိန်နဲ့မျှချောမွေ့လာအောင်ပြုပြင်မွမ်းမံသွားမယ်ဆိုပြီးမှတ်ချက်ပေးထားပါတယ်ခင်ဗျာ Over time, I hope that we are seen as a metaverse company. And I want to anchor our work and our identity on what we are building towards. ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲ